ဘင်ဘိုနဲ့လိပ်ပြာဟာအယ်ရှော့မပေးဘဲဆက်လက်ရှာဖွေခဲ့ကြရင်မော်စာတွေရှိနေတဲ့ကူတစ်ခုကိုသတိထားမိခဲ့ပါတယ်။လိပ်ပြာကြီးကသူ့ရဲ့မော်စွမ်းအားကိုအသုံးပြုပြီးကြောက်ကူတကားကြီးကိုပွင့်အောင်လှုပ်လိုက်ပါတယ်။ထဲမှာရှိနေတဲ့ရက်ကွန်းကတော့အတော်လေးကိုလန့်သွားပြီးချစ်ပီလက်ကိုအတင်းဆွဲကဂူတွင်းနဲ့ပြေးဝင်သွားခဲ့တယ်။ရက်ကွန်းပြေးဝင်သွားတဲ့နေရာကတခြားနေရာမဟုတ်ပါဘူး။သူ့ရဲ့ဆရာကျိန်းနဲ့ဘလက်ပန်သာရှေဒိုတို့စီဖြစ်ပါတယ်။ရှေဒိုကရက်ကွန်းရဲ့လက်ထဲကနေလမ်းယူလိုက်တယ်။အဲအချိန်မှာပဲဘင်ဘိုဟာအလွန်ကိုစိတ်တူသွားပြီးချစ်ပီရှိရာချက်ချင်းပြေးလာခဲ့ပါတယ်။ပြစ်တနာကဘင်ဘိုပြေးလာနေချိန်တော်ရင်းမှာပဲဒုက္ခနေရာကနေချက်ပြန်လာတယ်။ဘင်ဘိုကိုမော်စွမ်းအင်နဲ့အတားစီးတစ်ခုလှုပ်လိုက်ပါတယ်။ဘင်ဘိုလည်းဒီလိုအတားစီးမျိုးမမြင်ဘူးတဲ့အတွက်အတော်လေးတုံလုံးခြောက်ခြားသွားပြီးသူရင်ဆိုင်နေရတာဘယ်သူလဲဆိုတာပါခံမှန်းမိသွားပါတယ်။